ဒီဗီဒီယိုကလစ်မှာတော့ Kingdom Value နဲ့အလုပ်လုပ်ခြင်းဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဆွေးနွေးခြင်းပါတယ် Kingdom Value ဆိုတာကဘုရားသခင်ချမှတ်ထားပေးတဲ့စံချိန်စံနှုန်းတွေနဲ့ကျွန်တော်တို့အလုပ်လုပ်ခြင်းကိုဆိုလိုချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကမ္ဘာဦးကျမ်းထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာဘုရားသခင်ကသူ့ရဲ့လူတွေကိုသူခေါ်တယ်အာဗြဟံဣဇက်ယာကုပ်ဟာလာမောရှေသူတို့တွေကိုခေါ်တယ်ဘုရားသခင်နဲ့အတူတူအလုပ်လုပ်ဖွင့်ရအတွက်ခေါ်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့အလုပ်လုပ်တဲ့အခါမှာလောကကြီးရဲ့ရွရွင်းပျက်စီးမှုရှိနေတယ်ဒီနေရာမှာကျွန်တော်နှမျိုးကိုကျွန်တော်ပြောချင်ပါတယ်တစ်ဖက်မှာစာရမဏေရဲ့ပျက်စီးခြင်းနိယာမတရားရှိတယ်တစ်ဖက်မှာဘုရားသခင်ရဲ့ပြန်လည်ပြီးတော့တည်ဆောက်ခြင်းဆိုတဲ့ new creation ဆိုတဲ့နိယာမတစ်ခုရှိနေပါတယ်အဲ့ဒီနိယာမနှစ်ခုကြားထဲမှာဒီနေ့ကျွန်တော်တို့ကအသက်ရှင်ပြီးတော့တွာလာရတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ကစာရန်ရဲ့ပျက်စီးခြင်းဆိုတဲ့နိယာမထဲမှာကျွန်တော်အလုပ်လုပ်မလားဘုရားသခင်ရဲ့ recreation ဆိုတဲ့ကျွန်တော်တို့ဒီအကြောင်းအရာထဲမှာကျွန်တော်တို့အလုပ်လုပ်မလားဆိုတဲ့ဟာနှမျိုးကျွန်တော်တို့ရွေးချယ်စရာဖြစ်လာပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကောင်းစဉ်အတိုင်းပဲ Kingdom Value နဲ့အလုပ်လုပ်ခြင်းဆိုတာကကောင်းကင်နိုင်ငံနဲ့ဆိုင်တဲ့ mindset နဲ့ကျွန်တော်တို့အလုပ်လုပ်ခြင်းကိုဆိုလိုချင်တာဖြစ်ပါတယ်ဆိုလိုချင်တဲ့သဘောတရားကဘုရားသခင်နှုတ်ကပတ်တော်တရားနဲ့အညီဘုရားသခင်ရဲ့အလိုတော်နဲ့အညီအလုပ်လုပ်ခြင်းကိုဆိုလိုချင်တာဖြစ်ပါတယ်ဥပမာအားဖြင့်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဖာရောဘုရင်ဟာဣသရေလလူမျိုးတွေကိုကြုံပြုတ်ပြီးတော့ငါသားလင်ဖျားဖြစ်တယ်ငါသားလင်ဘုရင်ဖြစ်တယ်ဘယ်သူကိုမဆိုငါတပ်ပိုင်ခွင့်ရှိတယ်ဘယ်သူကိုမဆိုငါဟုတ်လားအသက်ရှင်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့သူဟာမမနာတက်နေတဲ့ဘုရင်တစ်ပါးဖြစ်ပါတယ်အဲ့ဒီချိန်မှာသူမောရှေနဲ့တွေ့ပါတယ်မောရှေနဲ့တွေ့တဲ့အခါမှာတကယ်ပဲမောရှေကဖန်ဆင်းရှင်ထာဝရဘုရားဖြစ်တယ်ဆိုတဲ့အဟာကိုသူ့ကိုမိတ်ဆက်လိုက်တဲ့အခါမှာသူဟာအင်မတန်မှကြောက်ရွံ့တုန်လှုပ်သွားတာဖြစ်ပါတယ်ဒါကြောင့်မို့မောရှေကိုသူအဲ့ဒီနေ့ကစပြီးတော့သူမောရှေကိုမကြည်တော့ဘူးသူဟာမောရှေကိုဖျက်ဆီးဖို့ရန်အတွက်မောရှေရဲ့ဘဝအလုံးဝဖျက်ဆီးဖို့ရန်အတွက်သူ့ကိုကြံရွယ်ခဲ့တာဖြစ်ပါတယ်မောရှေဟာဆိုလို့ရှိရင်တော့သူအဲ့ဒီအကြောင်းအရာတွေကိုဖာရောဘုရင်ကိုတောင်းပြောတဲ့အချိန်မှာပဲသူဟာဘုရားသခင်ရဲ့အလေ့အလာတွေကိုသူကတင်ယူရတာဖြစ်ပါတယ်တစ်ဖက်မှာဖာရောဘုရင်ကတော့ဒီဣသရေလလူမျိုးတွေကိုဖျက်ဆီးမယ်ငါတာဘုရင်ငါသာဖျားသူဟာဖျားနဲ့တကိုင်းသေးပဲသူ့ကိုသူခံယူပြီးတော့သူလှုပ်ဆောင်နေတာဖြစ်ပါတယ်ဒါပေမဲ့ဒီဘက်မှာ Kingdom Mindset Kingdom Value နဲ့အလုပ်လုပ်တဲ့မောရှေကတော့အဲ့လိုလောကကြီးရဲ့ကျွံပြုတ်ခံထားရတဲ့လူတွေကိုကယ်တင်ခြင်းအမှုသူလှုပ်ဆောင်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့လောကကြီးကကျွန်တော်တို့ကိုကျွံပြုတ်ထားတဲ့အရာအများကြီးရှိပါတယ်လောကကြီးကကျွန်တော်တို့ကိုဖျက်ဆီးနေတဲ့အရာအများကြီးရှိပါတယ်ကျွန်တော်လူငယ်တွေရဲ့ဘဝအသက်တာတွေကိုလောကကြီးကဆုပ်ယူပြီးတော့ဖျက်ဆီးနေပါတယ်လင်ပိုင်းဆိုင်ရာအလားအပပိုင်းဆိုင်ရာတော့၎င်းကျွန်တော်ယောက်ျားလေးတွေဆိုလို့ရှိရင်တော့မိန်းကလေးတွေနဲ့ဆိုင်တဲ့အမှုအရာမိန်းကလေးတွေဆိုလို့ရှိရင်တော့ရွှေငွေစတဲ့ဒီအလားအပတမက်ဆရာတွေနဲ့တော့၎င်းဆွဲဆောင်မှုလုပ်နေပါတယ်ဒီနေ့ကျွန်တော်တို့ရွှေငွေကိုပဲကျွန်တော်တို့နံပါတ်1မြင်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်ခြင်းမဟုတ်ဘူးစီးပွားရေးဆန်ကျွန်တော်တို့ကိုယ့်ရဲ့အတ္တအတွက်ပဲကိုယ့်အတွက်ပဲကြည့်ပြီးတော့အလုပ်လုပ်ခြင်းမဟုတ်ဘူးအလုပ်လုပ်တယ်ဆိုတာကဒီနေ့ restoration recreation ကိုကျွန်တော်တို့လှုပ်ဆောင်နေတာဖြစ်ပါတယ်ယူရင်းသွားတဲ့လူအဖွဲ့အစည်းထဲမှာကျွန်တော်တို့ဟလာတိဆောက်ပေးတဲ့အလုပ်တွေရှိပါတယ်ဥပမာအားဖြင့်ရွာသူရွာမှာမီးမရဘူးဆိုပါစို့အဲ့ဒီရွာသူရွာမှာလက်စစ်မီးလိုအပ်နေတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကလက်စစ်မီးရဖို့ရန်အတွက်ကျွန်တော်တို့ရုန်းကန်ကြတယ်ရှာဖွေကြတယ်နီလန်းတွေကိုရှာဖွေတယ်အစိုးရတွေနဲ့ကျွန်တော်တို့ဆွေးနွေးတယ်အပြင်မှာတွားရောက်ပြီးတော့ကျွန်တော်တို့လေ့လာတယ်ဒီလိုအဖြစ်ဒီရွာမှာကျွန်တော်တို့မီးရအောင်ကျွန်တော်တို့လုပ်ပေးခဲ့တယ်ဆိုပါစို့အဲ့ဒီအရာကကျွန်တော်တို့ရဲ့စီးပွားရေးဖြစ်တယ်လို့အဲ့ဒီအရာအဖြစ်ကျွန်တော်တို့ငွေတွေအများကြီးကျွန်တော်တို့အကျိုးအမြတ်တွေအများကြီးရရှိနိုင်ပါတယ်ဒါဟာ recreation restoration လို့ဆိုလိုချင်တာဖြစ်ပါတယ်တစ်ဖက်မှာပစ္စည်းယူရင်းနေတဲ့ဟလာလူသားတွေရဲ့ဘဝဟာတိုးတက်မှုလိုအပ်နေတယ်အဲ့ဒီအရာကိုကျွန်တော်တို့ကတိုးတက်ဖွင့်ရန်အတွက်ကျွန်တော်တို့သူတို့ကိုအမြင်ဖွင့်ပေးတယ်ဟလာဒီမီးရရှိခြင်းအဖြစ်မီးကိုအသုံးပြုခြင်းအဖြစ်ကျွန်တော်ရဲ့လူမှုဘဝတွေကအများကြီးတိုးတက်ပြောင်းလဲသွားနိုင်တယ်ဆိုတော့ recreation restoration ဆိုတဲ့အမှုအရာကိုကျွန်တော်လှုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်ဒါကြောင့်မို့နိုင်ငံတော်နဲ့ဖြောင်းမခြင်းတရားကိုရှေးဥစွာရှာပါလို့ကျွန်တော်တို့မှတ်တဲ့ထဲမှာကျွန်တော်တို့မြင်တွေ့ရပါတယ်နိုင်ငံတော်နဲ့ဖြောင်းမခြင်းတရားကိုရှေးဥစွာရှာပါဆိုတဲ့အကြံချက်ကဘာယူရင်းပျက်စီးနေတယ်လဲကျွန်တော်တို့ဖျားသခင်နဲ့အတူဘယ်လိုအလုပ်လုပ်မလဲဖျားသခင်နဲ့အတူအလုပ်လုပ်ပြီးတော့ကျွန်တော်တို့
ဒီလူသားတွေရဲ့အကျိုးဒီလူသားတွေရဲ့နော်စီးပွားကိုကျွန်တော်တို့ဘယ်လိုဆောင်ရွက်ပေးရမလဲဆိုတဲ့ဟာကိုဖျားခင်နဲ့အတူတူကျွန်တော်တို့အလုပ်လုပ်ပြီးတော့ကျွန်တော်တို့ဒီလူသားတွေကိုပြန်လည်ပြီးတော့ကျွန်တော်တို့ရဲ့ community ကိုပြန်လည်ပြီးတော့ကျွန်တော်တို့အကျိုးပြုခြင်းကိုဆိုလိုချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုခလစ်မှာပြန်လည်ပြီးတော့အဆုံးသတ်ကြပါစို့